ကျွန်တော်စီရင်ခံနေစဉ်အတွင်းမှာပဲကော်ဖီခါခါတချင်းနဲ့တော့ဖျော်ပြနေပြီခင်ဗျာဒီနေ့မှာပွဲထွက်လာတဲ့ဒေးသန်ရှင်ညီမငယ်လေးကတော့အင်ကြီးအနဲ့ရောင်ပြောင်ပြောင်စကက်အနဲ့ရောင်ပြောင်ပြောင်ဝတ်ဆင်ထားပြီးတော့ performance ကောင်းကောင်းနဲ့ကိုဖျော်ပြနေတာခင်ဗျာဒီချိန်မှာပဲရွာကာလာသားကိုကျော်ကြီးတို့အုပ်စုကလည်းလက်ကလေးလာကင်လိုက်သွားကားလိုက်လက်ကလေးလာကင်လိုက်လူအုပ်ထဲဝင်ပြီးသွားကားလိုက်နဲ့တကယ်ကိုအရသာတွေ့နေတာခင်ဗျာကျွန်တော်စီရင်ခံနေစဉ်အတွင်းမှာပဲထန်းတော်ကနေရွာထဲမှာအတန်ကြားလို့ဆိုပြီးကိုမင်းထွန်းရောက်ချလာပြီးတော့ဒေးသန်ရှင်လေးရဲ့လက်ကိုမလွတ်တမ်းခဲထားပြီခင်ဗျာလူပြိုကြီးကိုမင်းထွန်းကတော့တသက်မှတစ်ခါဆိုသလိုနုနုဖက်ဖက်လက်ကလေးကိုတင်ချာလေးကိုကင်ကြည့်ပြီးတော့သူ့အနေနဲ့အထူးဆန်းပြစ်နေတာခင်ဗျာဒီချိန်မှာပဲနောက်ကနေတယောက်ရောက်လာပြီးတော့ဆွဲဖြုတ်တယ်ပြုတ်သွားပြီခင်ဗျာစုငွေတပြားမှမချတဲ့သူတွေကိုလက်ပေးကင်နေတဲ့ဒေးသန်ရှင်မလေးကိုတော့နောက်ကတီးဝိုင်းကတော်တော်လေးကိုအမြင်ကက်နေတဲ့အနေထားလေးဖြစ်ပါတယ်ဒါကြောင့်ဒေးသန်ရှင်လေးအနေနဲ့နောက်ကတီးဝိုင်းအဖွဲ့ကိုမျက်နှာချိုလေးသွေးပြီးတော့အချိန်မပြတ်ပဲနဲ့ဆက်လက်ပြီးတော့ဖျော်ဖြေပေးနေတာခင်ဗျာ